ဟုတ်မင်္ဂလာပါခင်ဗျာဒီရက်6လ2026အတွက်10ချိန်မြောက်အတွက်ပေါ့ဗျာကျွန်တော်ကတိတ်အားလို့ဗျာတင်တာနောက်ကျသွားတယ်ဒီပုံစံကျွန်တော်တို့ Viber group ဖွဲ့ဖို့လိုပြီဗျကျွန်တော်တယောက်1000နှုံးတော့ကျွန်တော်ဟောလုပ်ချင်တယ်ဗျဒါမှကျွန်တော် Viber group ဖွဲ့လို့ရမှာမန်ပါဖြစ်တယောက်1000နှုံးခေါ်ချင်ပါတယ်ခင်ဗျာအခုလက်ရှိကျွန်တော်ရထားလေးကျွန်တော်တင်ပြပါမယ်ခင်ဗျာကိုခုနှစ်ဒီနှစ်ဦးကိုခုနှစ်နှစ်ပိတ်လေးရဒီလေးရှေ့လေးလုံးပေါင်းခြင်းနှစ်နှစ်ခက်လေးပဲတည်းရှေ့ခုငါကိုလေးနှစ်နှစ်ခက်လေးလို့ရိုက်ထားတယ်ခင်ဗျဒီနောက်ပိတ်3လေးရ3နှစ်ခက်5လို့ရိုက်ထားတယ်ခင်ဗျဒီ9လေးက9နှစ်ခက်6လို့ရိုက်ထားတယ်ခင်ဗျဒီနှစ်လေးကဒီလေးလုံးပေါင်းခြင်း4လို့ရိုက်ထားတယ်ခင်ဗျဒီခွန်လေးကဒီလေးလုံးပေါင်းခြင်း9ခက်3ညလို့ရိုက်မယ်ဆိုရင်ရှေ့ပေါင်း9လို့ရပါတယ်ခင်ဗျနောက်ပြီးတော့သူကပြီးခဲ့နှစ်က1မကစားဘူးဆိုတော့じゃဒီနှစ်မှာကျွန်တော်တို့ပေါင်းခြင်း1တင်နေကိုစော့တာများတယ်ဗျဒီမှာထိတ်နဲ့ခါနဲ့ပေါင်းရင်ဒါလေးကပြပြီးသားပါဗျာထိတ်နဲ့ခါနဲ့ပေါင်း1ထိတ်ခါ1ထိတ်ခါ1ဒီမှာခါထိတ်1လို့ပြန်ရိုက်ထားပြန်ပြီဗျအဲကြောင့်ကျွန်တော်ကယူဆတာကခါထိတ်1ဆိုရင်ကျွန်တော်3ထိတ်လို့ယူဆထားတယ်ဗျ36တွဲလို့ယူဆပါတယ်ခင်ဗျဒီမှာနောက်တစ် site လေးရှိတယ်ဗျသူက3 4 5ရိုက်နေတဲ့ site လေးရှိတယ်ခါထိတ်3ခါထိတ်4ခါထိတ်5 3 4 5လို့ရိုက်ခဲ့တယ်ဗျအခုလဲဒီမှာသူကပထမဆုံး6ခွန်6ပေါ့နော်ဒီမှာလဲ6ခွန်ရိုက်ထားတယ်ဆိုတော့6ခွန်3လို့ရိုက်ထားတယ်ဒုတိယချိန်လေးနဲ့8 6လို့ရိုက်ထားတယ်အခုအောက်မှာလဲ8လို့ပေးထားတယ်ဆိုတော့ကျွန်တော်6ခါလို့လုံးစေယူဆထားတယ်ဗျ68တွဲပေါ့နော်68ပေါင်းရင်4ပေါ့နော်3 4 5 3 4 5လို့သူရိုက်ပုံရဆိုရင်ပြန်စဉ်းစားကြည့်မယ်ဆိုရင်သူက63ပေါ့နော်ကျွန်တော်တက်ရေးပြမယ်ဗျ63ပေါ့နော်3ပေါ်က8ဆိုရင်88ပေါ့နော်အဲဆိုရင်ကျွန်တော်ကီးတုံးထွက်လာမှာပေါ့အဲဆိုရင်6966တွဲပေါ့ဒီ684က4ပေါ်က9ဆိုရင်3654ပေါ့နော်အဲဆိုရင်8486အတွဲလေးထွက်လာတယ်ဗျဒီမှာ866လို့ထွက်တယ်ဒီမှာ35နော်5ပေါ်က3ညဆိုရင်3ည9 1ပေါ့နော်အဲဆိုရင်အတွဲလေးက3ည5 3ညရယ်5 1ရယ်ပေါ့ရထားတယ်ဗျအဲဆိုရင်သူထွက်တော့တာ5 1လေးလို့ထွက်ထားတယ်ဒီမှာက6ခွန်နှစ်ဦးမှာခွန်6လို့ရိုက်ထားတယ်ဒီမှာ6ခွန်3ပေါ့နော်3ပေါ်က8ဆိုတော့1နဲ့9ပေါင်း8 2နဲ့6နဲ့ပေါင်း8ဆိုတော့ခွန်6ပေါ့နော်ထွက်ထားတာက3ညခွန်လို့ထွက်ထားတာရှိတယ်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီသုံးပြီးတော့4ပေါ့နော်6 6ခါရ4ပါဝါ9အဲဆိုရင်66နှစ်တွဲဒီဆိုင်လေးရ66နှစ်တွဲရထားတယ်ကျွန်တော်ရှင်းလုံးပြတဲ့မူရဆိုရင်ရှင်းလုံးပေါင်းခြင်း9ဆိုရင်366နှစ်လို့ထုတ်ထားတယ်ခင်ဗျနောက်ဆိုင်လေးတော့ကြည့်အောင်ခင်ဗျကိုခုနှစ်လေးကိုလုံးစချန်ထားကြည့်လိုက်မယ်ကျွန်တော်10ချိန်မြောက်တက်ဆိုရင်တက်လို့ကောင်းသွားအောင်ပေါ့နော်ဒီမှာ6ထိပ်ကဒီလိုပေါင်းခြင်း6လို့ရိုက်ထားတယ်ခင်ဗျဒီ3ညထိပ်လေးကဒီလိုပေါင်းခြင်းကို3ညလို့ရိုက်ထားတယ်3ညထိပ်လေးကဒီလိုဒါဆက်ရိုက်မယ်ဆိုရင်3ခါလို့ယူဆထားတယ်ခင်ဗျနောက်ပြီးတော့ဒီ break 8 break 4ပေါင်းခြင်းက1နဲ့က8လို့
ကျွန်တော်မြင်ထားတယ်အဲ့ဆိုရင်ဒီခါရထားရဆိုရင်86တွဲပေါ့86ထွက်သွားတယ်နောက်ပြီးတော့3939က9ပရိတ်ပေါ့နော်914က3ပရိတ်939ပေါင်းနဲ့9နဲ့ခက်6ဆိုရင်စောစောတော့တစ်ခါရတာဆိုရင်6တစ်တွဲလေးနဲ့6တစ်နဲ့ထွက်ထားတယ်ခင်ဗျဒီမှာ break 4ပေါ့နော်39ခုဒီမှာ38ခွန်8 break 48ပေါင်းချင်း2နှစ်ခက်4ထိပ်လို့ယူဆထားတယ်စောစောတော့က3ခါရဆိုရင်4 3တွဲပေါ့နော်အဲ့ဆို4 3တွဲလေးရတာခင်ဗျနောက်လို့ site ပါဒါတော့အားလုံးမြင်ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်ထည့်ပြီးတော့တွက်ထားပေးတာပဲခင်ဗျဒီ6နှစ်ကိုထွက်ပြီးတော့နောက်ဆုံးနှလုံးပေါင်းခြင်းပေါ့နော်9 3ပေါင်းခြင်း2ကဒီနောက်ထိုင်ပေါင်းခြင်း2လို့ရိုက်ထားတယ်ဗျ9 4ပေါင်းခြင်းက3 1 2လို့နောက်နှလုံးပေါင်းခြင်း3လို့ရိုက်ထားတယ်ခင်ဗျခွန်ပေါင်းခြင်းက4ခွန်ပေါင်းခြင်းက4နောက်လုံးပေါင်းခြင်း4လို့ကျွန်တော်ယူဆထားတယ်ဆိုရင်ဒီမှာစောစောတော့က3ခါဆိုတော့ကျွန်တော်3တစ်တွဲလို့ယူဆပါတယ်ခင်ဗျဒီမှာနောက်တစ်မျိုးပေါ့93ပေါ့နော်ဒီနှစ်ကစောစောတော့က2လို့ရိုက်ထားတယ်ဒါပေမဲ့ဒီလိုအပေါ်အကွက်နဲ့ခါနဲ့အပိတ်နဲ့ဆိုလဲနှစ်ထားတယ်ခင်ဗျအဲ့ဆိုရင်66တွဲပဲ9 4ပေါင်းချင်း3ကဒီခါနဲ့အပိတ်နဲ့3ထားတယ်ဒီလိုပေါင်းချင်းနဲ့3ဒီမှာ1နဲ့3ခွန်နော်4ကလည်းဒီလို86မယ်ဆိုရင်ကျွန်တော်တို့ကနှလုံးပေါင်းလေးဆိုတော့86တွဲဗျာ86တွဲလေးရထားတယ်ခင်ဗျစောစောက4ထိန်းနဲ့ဆိုရင်ကျွန်တော်တို့က431 486အဲ့ဒါလေးကိုရေးထားတယ်ခင်ဗျဒီမှာနှစ်ဦးဗျာဒါလေးကတော့ရမ်းလိုက်ပြီဗျာ9ခွန်နှစ်လို့ထွက်တာ9ခွန်နော်ရှင်းလုံးပေါင်းချင်း6ကဒီမှာ6နှစ်ကိုထွက်တာ2 9နောက်တစ်ချိန်ထိပ်စီးနဲ့9နဲ့ပေါင်းရင်2 9 5က6ဒီ6ကဒီလိုပေါင်းချင်း6လို့ဖြစ်တယ်အဲ့6က6ပိုင်ရောက်တယ်6ပိုင်ရိုက်တယ်ဆိုတော့9 6တွဲရထားတယ်အဲ့ဆိုသူက963လို့ထွက်သွားတယ်ဗျဒီမှာ866เนาะ866ကတွက်ကြည့်မယ်ဆိုရင်လေဒီမဲ့3995ပေါင်းချင်းက4 86ကလည်း4ဒီ864ကလည်းအလုံးပိုင်54တွဲ51လို့ထွက်သွားတယ်ကျွန်တော်တို့ရအတိအနောက်ကြတယ်6တစ်နှစ်6တစ်ပေါင်းချင်းကခွန်ဒီလို3လုံးပေါင်းချင်းခွန်လို့ရိုက်သွားပြီအဲ့ခွန်ပိုင်နဲ့ထွက်တယ်ဗျာ38ခွန်နဲ့ဗျာနားလိုက်တာကျွန်တော်ဆက်စင်စားကြည့်တာပေါ့အဲ့ဆိုရင်ဒီနှလုံးပေါင်းချင်း6က9ခွန်ကလှုပ်နေတာလို့ယူဆတယ်9နှစ်ခက်6ဆိုပြီးတော့နောက်ကျွန်တော်တို့ဒီချိန်မှာ86ချိန်မှာ6ခါရိုက်တယ်ကြံနေတဲ့ဒီနှလုံးပေါ့ဗျာဒီနှလုံး8အဲ့ဒီ8ကဒီမှာ8ထိပ်ရိုက်တယ်နော်ဒီ9ခွန်နော်9နှစ်ခက်6ခါဟိုဘက်ကကြံနေတဲ့6နှစ်က8ထိပ်86တယ်9နှစ်ခက်3ည3 break 866ပေါ့ဗျာတလုံးပဲတည်းနောက်တစ်ခုဗျာအဲ့866ပဲပေါ့နော်86နှလုံးပေါင်းချင်း4နော်ဒီလို4တွေရိုက်ခဲ့တယ်4ပိုင်တွေရိုက်ခဲ့တယ်နော်အဲ့ဆိုရင်8နှစ်ခက်1ကခါတယ်ဗျာ6နှစ်ခက်9ကဘရိတ်တွေစိုးစိုးတော့ဟိုဘက်ပြင်မှာကျွန်တော်က3-6ကြံခဲ့တယ်နော်အဲ့3-6ပေါင်းချင်း6ကဒီမှာ6ထိပ်လာဖြစ်ပြန်ပြီဒီ8နှစ်ခက်က1ဆို6တစ်တွဲရပြီဟုတ်တယ်ဒီက6နှစ်ခက်9ကဘရိတ်တွေ6တစ်နှစ်တလုံးပဲထည့်ပြရလို့ဗျာ6တစ်နှစ်ရသွားပြန်ပြီဒီမှာ6နှစ်ခက်9ဒီမှာ1နှစ်ခက်8က8ပရိတ်အဲ့ဆိုရင်9က9ခါလို့ဆိုရင်ဒီမှာကျွန်တော်ကြံခဲ့တဲ့3-2ပေါင်းရင်2ထိပ်ဖြစ်မယ်ဗျာ2 9ရရပြီဗျာဒီမှာ1နှစ်ခက်8ဆိုတော့
ဒီမှာ break ချမယ်ဆိုရင်နှစ်ကိုခွန်အဲ့ဒါတကောတည်းပဲရှိရဗျာကျွန်တော်တို့စောစောကစိုက်ရကြံယူစကြည့်လို့ဆိုရင်ဒီမှာ93နှစ်ဒီလိုနှစ်နောက်လုံးပေါင်းလေးနှစ်လို့ထွက်ခဲ့တယ်ဒီမှာ943က1နှစ်နောက်လုံးပေါင်း3လို့ထွက်ခဲ့တယ်ဒီမှာခွန်4ကနောက်လုံးပေါင်း4လို့ယူဆမယ်ဆိုရင်ကျွန်တော်ကဒီမှာပြပေးမယ်နော်ဒီ61နှစ်ပေါ့61နှစ်3ညာခွန်ကျွန်တော်ဒီလိုလေးယူထားတယ်ဗျာခွန်ကဒီမှာတော့ကခွန်လုံးဝင်ကြသွားခဲ့တယ်နော်ကြတော့ပြီးတော့ဒီလိုပေါင်းခြင်းကိုခွန်ဖြစ်ခဲ့တယ်ညီမချင်းခွန်လေးကြည့်ပဲဗျာအဲ့ခွန်လည်းခွန်လုံးပိုင်းနော်အဲ့ဒါဆိုရင်ဒီမှာကြံတဲ့နှစ်ကနှစ်ထိတ်ဆိုတာနှစ်9ခွန်ပြပြီးသားဒီမှာ6နှစ်က9 cars ဒီမှာတစ်နှစ်က10 break ဆိုရင်ပေါ့ဗျာအဲ့ဒါကျွန်တော်က9ခါလေးပဲရင်ထည့်ကြည့်လိုက်မယ်ရှေ့မှာတော့နှလုံးပေါင်းနောက်နှလုံးပေါင်းချင်း4ရခဲ့တာဆိုကျွန်တော်9ထည့်ကြည့်လိုက်မယ်အဲ့ဒါပေါင်းချင်းလေးဖြစ်တာပေါ့နော်4နဲ့ပေါင်းမှဒီ10 break ရမှာလေအဲ့ဒါကျွန်တော်495လို့ထပ်ထုတ်ထားတယ်ဗျာကျွန်တော်ကလည်းရှိတဲ့ဖုန်းလေးနဲ့ရေးလိုက်ရိုက်လိုက်လောက်တာဆိုတော့တိတ်တော့အဆင်မပြေဘူးဗျာကျွန်တော်ကတင်ပေးခြင်းတယ်ဗျာမအားတာတစ်မျိုးအဲ့တော့ကျွန်တော်ကမန်ပါလို့ပြောရမလားဗျာကျွန်တော်မိတ်ဆွေတငယ်ချင်းတွေတော့ Viber group ဖွဲ့ပြီးတော့ဗျာကျွန်တော်တို့ကဏ္ဍလေးတွေရတာလေးမျှဝေခြင်းတယ်ဗျကျွန်တော်ဒီရဲ့ဖုန်းပေကြီးအင်တာနက်ကြီးလေးဆိုင်းစတန်ဖြစ်တဲ့အကုန်ကြတဲ့အတွက်ကျွန်တော်တို့တယောက်1000လောက်တော့ KB လေးနဲ့ကျွန်တော်မဝင်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ